အုံနောက်ဉာဏ်ရည်စွမ်းရည်တိုးတက်ဖို့ဆိုရင်အဓိကအရေးကြီးတာက cognitive function ကောင်းဖို့လိုတာပေါ့နော်အဲ့တော့ cognitive function မှာဘာတွေပါလဲဆိုရင်နံပါတ်1 learning လေ့လာသင်ယူနိုင်မှု attention အာရုံစူးစိုက်နိုင်မှု thinking and remembering တွေးတောနိုင်မှုနဲ့မှတ်မိနိုင်မှုနောက်ပြီးတော့ problem solving ပြဿနာတွေကိုဖြေရှင်းနိုင်မှု decision making ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်မှုဆိုတော့ဒါတွေက cognitive function ထဲမှာပါတယ်အဲ့တော့ cognitive function ကောင်းစေမဲ့ဓာတ်တွေအစားအသောက်ကဖြစ်စေဒါမှမဟုတ်လဲ supplement ကဖြစ်စေကျမတို့ကစားရမှာဖြစ်တယ်ပေါ့နော်ဘလို့အစားအသောက်တွေလဲဆိုရင်နံပါတ်1က omega 3 fatty acid ပါတဲ့အစားအစာတွေအဲ့တော့omega 3 fatty acid က polyunsaturated fatty acid ဖြစ်တယ်သူ့မှာပါတဲ့ DHA EPA ALA ဒါတွေကအုံနောက်ကိုသွားတဲ့ blood flow ကိုကောင်းကောင်းသွားစေတယ်အဲ့တော့မှတ်ဉာဏ်နဲ့အာရုံစူးစိုက်မှုကိုအားကောင်းစေတယ်နောက်တစ်ခုကကြတော့ဒီ brain development ပေါ့နော်အုံနောက်ဖွံ့ဖြိုးမှုကိုလည်းသူက support ပေးတယ်နောက်ပြီးတော့ mood regulation ပေါ့နော်စိတ်အခြေအနေကိုလည်းတည်ငြိမ်စေတယ်အဲ့တော့ omega 3 fatty acid များတဲ့အစားအစာတွေဆိုတာအားလုံးသိတယ်ငါးရဲ့အဆီပါမယ်နောက်ပြီးတော့တစ်ကြာသီးတွေအစစ်အဆန်တွေဆိုတော့ဒီလိုမျိုးအစားအသောက်တွေမှာ omega 3 fatty acid များတယ်အဲ့တော့ supplement တောက်မယ်ဆိုရင်လည်းဒီ omega 3ပါတဲ့ supplement တွေပေါ့နော်ဂမ်မီလေးတွေ pharmacy store တွေမှာရှိတယ်သူကတော့1000 mg ကနေ2000 mg ကြားတောက်တာတော့ပိုကောင်းတယ်အဲ့တော့9000ထက်ကျော်ပြီးတော့မတောက်နဲ့ပေါ့နော်အဲ့ဒီအဝန်းကျင်နောက်ကကလေးတွေအတွက်ဉာဏ်ရည်ပို့ပြီးတော့ကောင်းစေတယ်နံပါတ်2ကကြတော့ vitamin D3 ပေါ့သူကလည်းဒီမှတ်ဉာဏ်နဲ့ခုနပြောတဲ့ဒီ mood regulation ပေါ့စိတ်အခြေအနေကိုတည်ငြိမ်စေတယ်မှတ်ဉာဏ်ကိုအားကောင်းစေတယ်ပေါ့နော်အဓိကတော့ vitamin D3 က sunlight ကနေရတယ်နောက်ပြီးတော့ခုနကတော့ပြောတဲ့အဆီများတဲ့ငါးတွေပြီးသွားရင်ချက်ဥအနှစ်ပေါ့နော်ဒီကနေလည်းရတယ်အဲ့တော့ vitamin D3 ကများသောအားဖြင့်တချို့လူတွေမှာနည်းနေတတ်တယ်အဲ့တော့ vitamin D3 ဘယ်လောက်တောက်ရမလဲဆိုတာကိုယ့်ရဲ့ vitamin D3 level ကိုအရင်ဆုံးစစ်ကြည့်ရမယ်စစ်ကြည့်ပြီးတော့မှကိုယ့် level ကနည်းနေတယ်ဆိုရင်ဒီဆရာဝန်နဲ့ညွှန်ကြားချက်ပေါ်မူတည်ပြီးတော့မှတောက်တဲ့ပမာဏကိုတောက်ရမယ်ပေါ့နော်တစ်မျိုးကတော့ vitamin B အုပ်စုဘာတွေလဲဆိုရင် vitamin B12 ကိုဗာလမင်းပေါ့နော်ပြီးတော့ folate B6 ပေါ့အဲ့တော့ vitamin B အုပ်စုကတော့အသက်ငယ်တဲ့သူတွေထက်စာရင်အသက်ကြီးတဲ့သူတွေမှာပို့ပြီးတော့လိုအပ်တယ်။ဘာလို့လဲဆိုတော့ vitamin B12 deficiency ဖြစ်ရင်ဒီ Alzheimer ပေါ့နော် Alzheimer ရောဂါတွေနောက် dementia ရောဂါတွေ Parkinsonism ရောဂါတွေဖြစ်တတ်တယ်။အခုကကြတော့သူကခုနကတော့လိုပဲမှတ်ဉာဏ်နေနောက်ပြီးတော့အာရုံစူးစိုက်မှုကိုပို့ပြီးတော့အားကောင်းစေတယ်။စိတ်